ရဘူးအခုနားထောင်ပေးရွေးကောက်ပွဲကျင်းပခဲ့တာပါတီဆိုဒီမိုဒီစနစ်နဲ့ရွေးပေါက်ကြည်တူကနေယုံကြည်လို့ဒေါ်အောင်ဆန်းစုကြည်ပါတီကိုတောင်ပြိုကမ်းပြိုမဲပေးခဲ့ကြတာကျန်တာဘာတစ်ခုမှမရှိဘူးနော်ပါတီဆိုဒီမိုဒီစနစ်တပါတီစနစ်နဲ့ရွေးခဲ့တာမဟုတ်ဘူးယုံကြည်မှုရအဲ့ဒါဆိုရင်မဲမတမာမှုကိုဘာလို့ပြုလုပ်တာလဲတပါတီတဲနဲ့အစိုးရမဖွဲ့နိုင်ဘူးဆိုတာသိလို့ NLD ကမဲမတမာမှုကိုဘာလို့ပြုလုပ်ခဲ့တာဘာလို့ညွန့်ပေါင်းဆိုရကိုလက်မခံတာမဲမတမာမှုဒီမိုကရေစီကိုသွားပါမယ်လို့ပြောပြီးတော့ဘာကြောင့်ညွန့်ပေါင်းဆိုရကိုလက်မခံတာညွန့်ပေါင်းဆိုရတွေလက်ခံတဲ့အကြောင်းကိုကျွန်တော်ပြောပြမယ်တိုင်းပြည်အတွက်ဘယ်လောက်အရေးကြီးတယ်လက်မခံတာလဲလို့ငါမေးတာပြောပြမယ်လက်မခံတာကိုဆိုပါတူလူတူတယောက်ရဲ့စေတနာကိုမြင်အောင်ကြည့်ပါလူတူတယောက်ကအတ္တဆန်သွားတယ်။အောင်ဆန်းစုကြည်ရဲ့စေတနာဆိုတာတိုင်းပြည်မှာရှာလို့မရဘူး။အကြရင်တော့ရှာလို့ရလိမ့်မယ်။မင်းဒေါ်အောင်ဆန်းစုကြည်ရဲ့စေတနာဆိုတာတိုင်းပြည်ပေါ်မှာဗျာတစ်ချက်မှမရှိဘူး။ဟုတ်တယ်ပညာမဲလို့ရှိရင်တော့သူပညာရဲ့တက်တာကိုမြင်အောင်ကြည့်လို့မရဘူး။နော်။ကဲသူရဲ့ပညာရေးချင်းပြောကြည့်ပါဦး။ကဲသူရဲ့ပညာရေးချင်းကိုငါသိကျင်တယ်။ဒေါ်အောင်ဆန်းစုကြည်တိုင်းတစ်ပါးမှာနေတဲ့အချိန်မှာဘာပညာရေးတွေတက်ခဲ့ပြီးတော့ဘလို့တွေစွမ်းဆောင်ခဲ့တယ်လဲ။အဲ့ဒါတော့ဒီတွင်းပြန်လာပြီးတော့သူ့ရဲ့ပညာတွေနဲ့ဘလို့အသုံးချပြီးတော့စွမ်းဆောင်ခဲ့တယ်လေအဲ့ဒါလေးကိုရှင်းပြဟုတ်ပြီအဲ့ဒါကိုရှင်းပြမယ်ကိုစောဘသူဒေါအောင်ဆန်းစုကြည်ကိုမစင်စားနိုင်အောင်အပေါ်ကအမျိုးသမီးလေးနဲ့အင်္ဂလိပ်ကို speaking to speaking ပြောကြပါဦးပြီးတော့မှနိုင်ငံရေး political ကိုအင်္ဂလိပ်ပြောကြပါနှစ်ယောက်အချင်းချင်းနှစ်ယောက်ပဲရှိတယ်ငါကြီးပြောနေစနေမောင်မောအဲ့ဒါကမင်းတို့လွဲနေတာအင်္ဂလိပ်စကားပြောတတ်တဲ့သူတွေဒီအမေရိကန်မှာဖာခံနေတဲ့သူတွေပုံပြီးပဲဒေါအောင်ဆန်းစုကြည်ကိုဘုံလုံးပွဲရေလိုနောက်နိုင်တဲ့အင်္ဂလိပ်မတွေတော့ဖာခံနေရတာအင်္ဂလိပ်စကားတက်တိုင်းတာလူရဝင်နေဆိုတော့ချင်းအဲ့ဒါမင်းရဲ့အတွေ့အခေါ်ကအားညံ့ပြင်းနေမဟုတ်ဘူးကိုစောပါတူရဲ့ကိုဆိုရင်ရောခင်ဗျာစကားတက်တိုင်းကလူရဝင်တာလားအော်ဆိုတက္ကသိုလ်မှာပြီးခဲ့တဲ့အော်ဆိုတက္ကသိုလ်မှာပြီးခဲ့တဲ့နော်အော်ဆိုတက္ကသိုလ်မှာပြီးခဲ့တဲ့အဖွားကြီးကိုခင်ဗျားတို့ကပညာမတတ်ဘူးလို့ပြောတာခင်ဗျာရောဘာအုံနောက်နဲ့ချီးစားပြီးကြီးလာတာတော့ကဲမေးပါအောင်မယ်ဟုတ်ပြီဟုတ်ပြီအောက်ဖို့မှာပြီးခဲ့တာဗျာအောက်ဖို့မှာဟုတ်ပြီအောက်ဖို့မှာပြီးခဲ့တာကိုအခုစိတ်ဝင်စားဘူးသူတက်ခဲ့တဲ့ပညာနဲ့ဟုတ်ပြီအောက်ဖို့မှာပြီးတာစိတ်ဝင်စားမှာတော့ခင်ဗျသူပညာတတ်တယ်မတတ်ဘူးကိုခင်ဗျဘာနဲ့တတ်မှတ်တာတော့ဟာကွာအောက်တန်းသားမလေးလည်းခဏနေဟုတ်ပြီသူတက်ခဲ့တဲ့ပညာနဲ့ပြောပြနေတာနေငါမေးတာမေးခွန်းချင်းလေးသူတက်ခဲ့တဲ့ပညာနဲ့သူနေခဲ့တဲ့နိုင်ငံလက်ရှိငါတို့မြန်မာနိုင်ငံမှာဘလို့အကျိုးတွေပြုတ်ထားတယ်လို့ငါမေးတာဘသူကလွတ်ခွင့်ပေးတယ်လေဘသူကလွတ်ခွင့်ပေးတယ်လေထောင်နဲ့ထက်ထားတာထောင်နဲ့ထက်ထားတာလွတ်ခွင့်မရဘူးဆိုရင်ကိုဖီအာနန်အဖွဲ့ကြီးကိုဘာလို့ဖွဲ့ခဲ့တာကိုဖီအာနန်လို့ကိုမထိုင်ဘူးဒီမှာရှိတဲ့နယ်သားကိုစနေအတန်လျှော့နော်ကိုစနေပတ်ဝန်းကျင်တတိတာအတန်လျှော့ကိုစနေဟိုဖြစ်မယ် live ကြနေပြုတ်ကြပါမယ်အတန်လျှော့ပတ်ဝန်းကျင်